1993 ခုနှစ်နောက်ပိုင်းအဆိုးရွားဆုံးအခြေအနေဖြစ်လာတဲ့ချယ်ဆီအားလုံးပဲမင်္ဂလာပါ OK Sport ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လက်ရှိချယ်ဆီအသင်းကြုံတွေ့နေရတဲ့အခြေအနေတွေဟာတကယ်ကိုမယုံနိုင်စရာပါပဲအခုဆိုရင်ပရိသတ်တွေကစားသမားတွေနဲ့အသင်းပိုင်ရှင်တွေအားလုံးဟာ1993ခုနှစ်နောက်ပိုင်းအဆိုးရွားဆုံးဖြစ်တဲ့6ပွဲဆက်တိုက်ရှုံးနိမ့်မှုကြီးအတွက်ရှက်ရွံ့နေကြပါပြီဒီရာစုနှစ်အတွင်းမှာအသင်းရဲ့အနေဆုံးအဆင့်ရည်တည်မှုစီကိုဦးတည်နေသလားဆိုတာကလည်းမေးခွန်းထုတ်စရာဖြစ်လာပါတယ်။ကွင်းအတွင်းမှာပိုင်ရှင်တွေကိုစန့်ကျင်တဲ့အော်ဟစ်တန်တွေကလည်းအစင်းအလာတစ်ခုလိုပဲ့တင်ထက်နေပြီးအသင်းရဲ့ဂုဏ်သိက္ခာဟာလည်းတဖြည်းဖြည်းနဲ့မှိမ့်မှိန်လာနေတယ်လို့ခန်းစားရပါတယ်။ပွဲကစားချိန်မိနစ်60အတွင်းမှာချယ်ဆီပရိသတ်တွေကသူတို့အသင်းဂိုးတကိုးရသွားချိန်မှာငါတို့ဂိုးသွင်းနိုင်ပြီလို့လှောင်ပြောင်ပြီးအော်ဟစ်ခဲ့ကြတာကလည်းအသင်းရဲ့ကြာဆင်းမှုကိုအထင်ရှားဆုံးပြသနေတဲ့အချက်ပါပဲ။ဂျာအိုပက်ဒရိုသွင်းယူခဲ့တဲ့ဂိုးဟာလည်းလူချိုမောဖြစ်သွားခဲ့လို့ငါတို့ဂိုးသွင်းတော့မလို့ပဲဆိုပြီးထပ်မံလှောင်ပြောင်ခဲ့ကြပါသေးတယ်။ Nottingham Forest ပရိသတ်တွေကတော့စတုထမြောက်ကိုရဖို့အတွက်တောင်းဆိုအော်ဟစ်နေကြတာကိုကြည့်ရင်ပြိုင်ဘက်အသင်းကဘလောက်အထိအသာစီးရနေခဲ့တယ်လဲဆိုတာမြင်နိုင်ပါတယ်။ပွဲမပြီးခင်မှာလည်းအိမ်ငွေပရိသတ်ထောင်ပေါင်းများစွာဟာစိတ်ပြက်လက်ပြက်နဲ့ကွင်းထဲကထွက်ခွာသွားခဲ့ကြတာကိုတွေ့ရပါလိမ့်မယ်။ပြီးခဲ့တဲ့မတ်လ4ရက်နေ့ကလည်း Aston Villa ကို4ဂိုးတကိုးနဲ့အနိုင်ရတော့ကတော့ဒီလောက်အထိဆိုးရွားတဲ့အခြေအနေမျိုးရောက်လာလိမ့်မယ်လို့ဘယ်သူမှမထင်ခဲ့ကြပါဘူး။အဲ့ဒီပွဲဟာသူတို့ရဲ့နောက်ဆုံးနိုင်ပွဲဖြစ်ခဲ့ပြီးအဲ့ဒီနောက်ပိုင်းမှာကစားခဲ့တဲ့ Newcastle, Everton, Manchester City, Manchester United, Brighton နဲ့အခု Nottingham Forest အသင်းတွေနဲ့ပွဲတွေမှာတိုက်စစ်ရောခံစစ်မှာပါအားနည်းချက်တွေအပြည့်နဲ့ရှုံးနိမ့်ခဲ့ရပါတယ်။ဒီပြလီယယ်ရိုစီနီယာကိုထုတ်ပယ်လိုက်တာဟာလေအသင်းအတွက်ဘာမှထူးခြားမလာခဲ့ပါဘူး။ဒီချူနိုက်တက်ကို FA Plus ဆီမီဖိုင်နယ်မှာအနိုင်ရခဲ့လို့မျောလင်းချက်လေးနည်းနည်းပြန်ရလာခဲ့ပေမဲ့လေအခုတော့ Electric Boa ရဲ့ခါးသီးတဲ့ရားလက်တွေကယာယီနီးပြ McFarlane ရှေ့မှာပြန်ကျင်းနေပါပြီ။ဒီရားလက်ဆိုးတွေကြောင့်လီစရာအဆင့်မှာလေစိုးရိမ်စရာကောင်းလာအောင်ထိုးဆင်းသွားခဲ့ရပြီး2022-23ရာသီကရရှိခဲ့တဲ့အဆိုးရွားဆုံးအဆင့်7နေရာကိုထပ်မံရရှိသွားမလားဒါမှမဟုတ်အဲ့ဒီထက်ပိုဆိုးသွားမလားဆိုတာဘယ်သူမှမသိနိုင်တော့ပါဘူးလက်ရှိမှာချယ်ဆီကအဆင့်9နေရာမှာပဲရှိနေပေမဲ့အဆင့်7ကစန်ဒါလန်အသင်းနဲ့တက်မှတ်ပဲကွာပါတော့တယ်တန်းစင်းဆောင်ကလွတ်အောင်ရုန်းကန်နေတဲ့ Nottingham Forest အသင်းတော်သူတို့ထက်6မှတ်ပဲရောပြီးလက်ကျန်3ပွဲမှာအဆင့်တက်လာနိုင်တဲ့အခွင့်အရေးရှိနေပါတယ်ဒီအခြေအနေတွေဟာအသင်းပရိသတ်တွေအတွက်တော့တကယ်ကိုငရဲကျနေတယ်လို့ပါပဲဒါမဲ့မေလ19ရက်နေ့မှာ Tottenham Hotspur အသင်းနဲ့ Stamford Bridge ကွင်းမှာရှင်ပြန်ရမှာဖြစ်ပြီးဒီပွဲကိုလည်းစပါနီးပြ Roberto Di Zerbi ကလာရောက်ကြည့်ရှုခဲ့ပါတယ်။စပါအသင်းဟာ1990ပြည့်နှစ်နောက်ပိုင်းချယ်ဆီရဲ့ဝင်းမှာတစ်ချိန်ပဲနိုင်ဘူးပေမဲ့လက်ရှိချယ်ဆီရဲ့ခြေစွမ်းဟာစပါထက်တောင်ပိုဆိုးရွားနေတာကြောင့်ဘာမှမဆိုဖြစ်သွားနိုင်ပါတယ်။တကယ်လို့ဒီပွဲမှာသာထပ်မံရှုံးရင်းခဲ့မယ်ဆိုရင်တော့ချယ်ဆီပရိသတ်တွေအတွက်ဒီစီမံကိန်းနဲ့ပိုင်ရှင်တွေကိုခွင့်လွှတ်ဖို့ဆိုတာပိုပြီးခက်ခဲသွားပါလိမ့်မယ်။ဒီလိုအရသာရှိတဲ့သုံးသက်ချက်တွေကိုအမြဲတမ်းဆင်နိုင်ဖို့ OK Sport ကို Like and Follow လုပ်ထားပေးဖို့ပြောကြားရင်းအဆုံးသတ်ပါရစေ။ကျေးဇူးတင်ပါတယ်။